ရာဟာလူတွေရဲ့စိတ်ထဲမှာအမြင့်တွယ်နိုင်သလားဒါမှမဟုတ်လောဘဒေါသမောဟတွေရဲ့လေပြင်းတိုက်ခတ်မှုမှာအလွယ်တကူနှုတ်ယူပစ်လိုက်နိုင်တဲ့အရာလားဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့လူတွေရဲ့စိတ်ထဲကအနက်ရှိုင်းဆုံးနေရာမှာပုန်းကွယ်နေတဲ့လူသဘောတဘာဝအကြောင်းကိုပြောပြပေးသွားမယ်နော်တခါတော့ကရွာတရွာမှာတင်မောင်နဲ့သူစားဆိုတဲ့လယ်သမားလင်မယားနှစ်ယောက်ရှိတဲ့သူတို့ဟာလယ်ထဲမှာစိုက်ပျိုးရေးကိုကြိုးစားပန်းစားနဲ့လုပ်ကင်ကြပေမဲ့လေသူတို့ရဲ့လယ်ဟာသီးနှံအထွက်မကောင်းပဲအမြဲပျက်စီးနေတဲ့အဲ့ဒါနဲ့သူတို့လင်မယားလဲတိုင်ပင်ကြတာပေါ့ရှင်မကြီးငါတို့လေကသီးနှံတွေပြည့်စည်နေတာ3-4နှစ်လောက်ကိုရှိနေပြီငါတို့စူးစမ်းလုပ်ပေမဲ့လည်းအခုဆိုစားစရာတောင်မရှိတော့ဘူးဘယ်နဲ့ဆက်လုပ်ကြမလဲဟုတ်ပါတော့ကျုပ်တို့ကြိုးစားပန်းစားနဲ့စိုက်ပျိုးပေမဲ့လေအရာမထင်ဘူးတော်ကြီးကဲဒါဆိုလေငါတို့အခြားတရွာကိုပြောင်းကြတာပေါ့ကွာတရွာမပြောင်းသူကောင်းမဖြစ်ဆိုတာလေရှိသေးတယ်ဒီလိုနဲ့သူတို့လင်မယားလဲတခြားရွာတစ်ခုစီကိုသွားဖို့ခရီးထွက်ခဲ့တော့တာပေါ့ဒါပေမဲ့ခရီးတဝက်ကျော်တဲ့အခါမှာတော့သူတို့မှစားစရာပြက်လက်နေတဲ့အတွက်အာအင်ချီနေပြီးခရီးဆက်မသွားနိုင်ဖြစ်သွားတယ်လေအဲ့ဒီတောအုပ်ရဲ့အလွန်မှာတော့တာယာလှပတဲ့ရွာကြီးတစ်ရွာရှိနေတယ်အဲ့ဒီရွာမှာစိတ်ထားကောင်းပြီးကုညီတတ်တဲ့ဥပါဆိုတဲ့လယ်သမားကြီးတစ်ယောက်ရှိတယ်သူဟာမရှိစရဲသားတွေကိုလည်းတနာတတ်ပြီးအကူအညီပေးတတ်တယ်သူ့ရဲ့ယာတော်ဘေးနာကတစ်ပင်အောက်မှာထမင်းစားဖို့လုပ်နေတော့တစ်ပင်ရိပ်အောက်ကိုနွားကြောင်သားတစ်ယောက်နွားကြောင်နေရင်ခဏလားထိုင်တဲ့နွားကြောင်သားလေးမှာပင်မနွမ်းနေနေတဲ့ပုံပေါ်နေပြီးသူ့ရဲ့ဗိုက်ထဲကနေလဲတကွီကွီနဲ့ဗိုက်စားတဲ့အတန်တွေထွက်နေတာပေါ့အဲ့ဒါနဲ့ဥပကမေးလိုက်တယ်လူကလေးထမင်းစားပြီးပြီလားမစားရသေးဘူးဗျထမင်းတော့ကောပါရဲ့လား မပါဘူးဗျဒီကနေ့အိမ်မှာအမေနေမကောင်းလို့ထမင်းတော့မပေးလိုက်နိုင်ဘူးအဲ့ဒါဆိုလဲအဘအခုမှစားမလို့လုပ်နေတာအတူလာစားပါလားအဘလည်းတယောက်တည်းစားမကုန်ဘူးတကယ်လားအဘကျေးဇူးတင်ပါတယ်အဘရဲ့ဥပလည်းသူ့ဘိုယူလာတဲ့ထမင်းဟင်းတွေကိုခွဲပြီးကျွေးလိုက်တော့နွားကြောင်သားလေးလဲဝမ်းသာအားရနဲ့စားနေရှာတာပေါ့ဥပဟာမနက်တိုင်းတောထဲကိုသွားပြီးထီးရှာလေးရှိတဲ့ဒီနေ့မှာတော့တောထဲကိုသွားရင်အာဟာရပြက်လို့လဲနေကြတယ်လင်မယားနှစ်ယောက်ကိုတွေးလိုက်တာပေါ့ဥပကလည်းယောက်ျားဖြစ်သူကိုမေးလိုက်တဲ့အလူလီဘလို့ဖြစ်ကြတာလဲခရီးသွားတယ်လားကွယ်ကျွန်တော်ကတင်မောင်သူမကတော့ကျွန်တော်ရဲ့ဇနီးသူစားပါကျွန်တော်တို့ကဟိုးတောင်ဘက်ကရွာကနေလာကြတာပါအဲ့ဒီဘက်မှာတင်းနှံတွေကမဖြစ်ထွန်းမဲအစာရည်စာရှားပါသွားတဲ့အတွက်အဲ့ဒီကနေထွက်လာခဲ့ကြတာအခုတော့စားစရာမရှိတော့လို့ကျွန်တော်တို့အပြက်ပြီးမထနိုင်ဖြစ်သွားကြတာပါဗျာအဲ့ဒါဆိုလဲအဘကိုခဏစာအောင်ဆိုပြီးထွက်သွားတဲ့ခဏနေတော့ဥပကရေနဲ့စားစရာအသီးတွေတဲလာပြီးသူတို့လင်မယားကိုပေးလိုက်တာပေါ့တင်မောင်နဲ့သူစားတို့လည်းဝမ်းသာအားရနဲ့စားကြတဲ့ပြီးတော့သူတို့နှစ်ယောက်ကနေစရာမရှိဖြစ်နေတဲ့အကြောင်းကိုပြောပြလိုက်တဲ့အတွက်ဥပကလည်းသူ့ရဲ့လေတော်တွေကအိမ်ကိုခေါ်သွားတာပေါ့နောက်ပြီးဥပကသူ့ရဲ့ယာတော်အစွန်မှာတဲလီတစ်လုံးရှိတာနဲ့သူတို့ကိုအဲ့တဲလီမှာနေခိုင်းလိုက်တဲ့ပြီးတော့သူတို့စားဖို့အတွက်ဆန်နဲ့တခြားစားစရာတွေကိုလည်းပေးလိုက်တာပေါ့သူတို့တဲရဲ့အရှိကမြင်ကွက်လက်လေးမှာလဲသီးနှံနေဆိုင်ဖို့မျိုးစေ့တွေကိုလည်းပေးခဲ့လိုက်သေးတဲ့ဥပကသူတို့လင်မယားကိုပြောလိုက်တယ်ဒီရှိကမြေခွက်လေးမှာသီးပင်စားပင်တွေကိုစိုက်ပြီးကိုယ်တိုင်လဲစားလို့ရတယ်နောက်ပြီးပိုရှန်နာတွေကိုတော့ရောင်းချပြီးအသက်မွေးကြပေါ့ဒါပေမဲ့ဥပကသူ့ရဲ့အိုစာမင်းစာအတွက်ဆိုပြီးတရက်ပင်နဲ့ပိန်းတဲ့ပင်တွေကိုတော့စိုက်ခိုင်းထားတဲ့သူတို့လင်မယားလည်းဥပပြောတာကိုလက်ခံပြီးကျေးဇူးတွေတင်ကြတာပေါ့ညရောက်တဲ့အခါမှာတော့တင်မောင်ကသူ့ဆောက်ကိုပြောလိုက်တယ်ဥပလိုသဘောကောင်းတဲ့သူနဲ့တွေ့ရတာငါတို့အတွက်တော့တိတ်ကိုကံကောင်းတာပဲဟုတ်တယ်တော်ကြီး
ကျုပ်တို့ကိုနေရာပေးတဲ့အပြင်စားစရာကောပြီးတော့အသက်မွေးဝမ်းကြောင်းဖို့အတွက်ပါကူညီပေးတာဒါဟာကျုပ်တို့ကိုဖျားမတာပဲဒီလိုနဲ့တင်မောင်နဲ့သူစားတို့လည်းကြိုးစားပန်းစားနဲ့စိုက်ပျိုးကြတော့တာပေါ့ပြီးတော့ရလာတဲ့အသီးနှံလေးတွေကိုလည်းရွာစည်းမှာသွားပြီးရောင်းကြတဲ့လာကြနော်လာကြဟင်းသီးဟင်းရွက်လက်လက်ဆက်ဆက်လေးတွေရမယ်နော်ဈေးချိုချိုနဲ့ရမယ်သူတို့လည်းစိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်တွေကိုရောင်းချရင်စီးပွားရေးလည်းအဆင်ပြေလာပြီးငွေကြေးအနှဲငယ်လည်းစုဆောင်းမိလာတော့တာပေါ့ပြီးတော့သူတို့ရဲ့တဲလေးကိုလည်းပို့ပြီးခိုင်ခန့်လာအောင်ပြင်ဆင်လိုက်ကြတဲ့တင်မောင်နဲ့သူစားတို့လည်းသူတို့ရဲ့ကျေးဇူးရှင်ဥပစီကိုနှစ်တိုင်းလက်ဆောင်တွေသွားပေးပြီးကြောကြတာပေါ့တာဓုပါကွယ်တာဓုတာဓုတာဓုမနေ့တိုင်းသူစားကဟင်းချက်ပြီးရင်လေဥပစီကိုဟင်းတစ်ခွက်အမြဲပုတ်ပေးတဲ့တင်မောင်နဲ့သူစားတို့တဲလေးဟာလေရောက်ခါစားနဲ့မတူအသီးအနှံတွေနဲ့တရက်ပင်တွေကလည်းအသီးတွေနဲ့ဝေဝေဆဆာရီဖြစ်လာပြီးနေချင်းစပွဲတွေဖြစ်လာတော့တာပေါ့။ဥပနဲ့သူတို့လင်မယားဟာလည်းဆွေမျိုးရင်းချတွေလိုရင်းနှီးလာကြတော့တဲ့။ဥပကအသက်ကြီးပြီးတယောက်တည်းနေရတာဆိုတော့ကျုပ်တို့သူ့ကိုဂရုစိုက်ပေးရမယ်။ဒါမှကျုပ်တို့ဒီမှာအမြဲနေလို့ရမှာ။သူတို့လင်မယားလည်းယာတော့မှအမြဲနေချင်နေတဲ့စိတ်နဲ့ဥပအပေါ်မှာကောင်းပေးပြီးလိုအပ်တာတွေကိုလည်းကူညီပေးတာပေါ့။ဒီနေ့မှာတော့ဥပကသူတို့လင်မယားနှစ်ယောက်ကိုခေါ်လိုက်ပြီးမင်းတို့လင်မယားနှစ်ယောက်လည်းငါရဲ့ယာတော့အိမ်လေးထဲမှာနေလာတာ9နှစ်လောက်ရှိပြီ။အခုငါလည်းအသက်ကြီးလာတော့ငွေလိုလာတဲ့အတွက်အခုတော့ဒီယာတော့လေးကိုရောင်းမှဖြစ်တော့မယ်။မင်းတို့လည်းတခြားနေစရာရှာကြပါတော့ငါမင်းတို့ကိုအချိန်တလပေးမယ်ဆိုပြီးပြောလိုက်တဲ့အဲ့ဒါနဲ့သူတို့လင်မယားလဲယာတော့ကတဲစီကိုပြန်ရောက်တဲ့အခါမှာတော့သူစားကဒေါသတွေထွက်ပြီးပြောလိုက်တဲ့ဥပကမတရားဘူးကျုပ်တို့စိုက်ပျိုးထားတဲ့တရက်သီးတွေပိန်းနေသီးတွေတီးလာတော့မှကျုပ်တို့ကိုနှင်ထုတ်တယ်တော့ကဒီတိုင်းပဲငြိမ်ခမ်းနေမှာလားယောက်ျားဖြစ်သူတင်မောင်ကလည်းပြန်ပြောလိုက်တယ် ဒီအတိုင်းတော့ငြင်းခံမနေဘူးဟေ့ငါတို့စိုက်ပျိုးထားတဲ့တီးပင်စားပင်တွေကိုငါတို့ပဲအကုန်ပြန်ပြီးဖျက်ဆီးပစ်လိုက်ကြမယ် သူတို့နှစ်ယောက်လည်းပြောဆိုပြီးတာနဲ့သူတို့လုပ်ငန်းစားကြတော့တယ်တင်မောင်ကတရက်ပင်တွေပိန်းတဲ့ပင်တွေအကုန်လုံးကိုအရင်ကနေခုတ်လှဲပစ်လိုက်တဲ့သူစားကလည်းစိုက်ခင်းထဲကဟင်းသီးဟင်းရွက်တွေအပင်တွေအားလုံးကိုဆွဲနှုတ်ပစ်တာပေါ့နေချင်းစပွဲရတော့လေးကနေပြီးချက်ချင်းတုတ်တက်တစားပြင်လို့ပျက်စီးခြောက်သွေ့သွားပါတော့တယ်တစ်ပင်ကြီးတွေအလဲလဲအပြိုပြိုဖြစ်နေပြီးစိုက်ခင်းထဲကအပင်တွေလည်းပျက်စီးနေတာကိုကြည့်ရင်တင်မောင်နဲ့သူစားတို့ဟာဝမ်းသာကြေနဲ့သွားပြီးပျော်ရွှင်နေကြတဲ့တင်မောင်ကလည်းပြုံးပြီး ခုတော့ဥပဘာတက်နိုင်သေးလဲ ဆိုပြီးပြောနေတာပေါ့အဲ့ဒီညမှာတော့အောင်ပွဲခံတဲ့အနေနဲ့သူတို့မွေးထားတဲ့ကြက်ကလေးကိုတော့ရိုက်တက်ပြီးစားလိုက်ကြသေးတဲ့သူစားကသူ့ယောက်ျားကိုမေးလိုက်တယ်ဥပကသူ့အပင်တွေပျက်စီးကုန်လို့ဆိုပြီးပြောရင်ကျုပ်တို့ဘယ်နဲ့လုံးမလဲ မင်းရဲ့ရေမေးကြည့်လိုက်စမ်းလီသူ့အပင်တွေလိုပဲသူ့ကိုအပိုင်းပိုင်းဖြတ်ပလိုက်မှာပေါ့ ဆိုပြီးစိတ်ဆိုးမှန်ဆိုးနဲ့ပြန်ဖြေလိုက်တဲ့ဒေါသကြီးတဲ့သူနဲ့အပေါင်းအသင်းလောက်ရတာဟာအင်မတန်ကိုကြောက်စရာကောင်းလာတယ်အဲ့ဒီနေ့ကသူတို့အိမ်ကိုဥပရောက်မလာလို့သာတော်ပါသေးတယ်တကယ်လို့ရောက်လာပြီးမေးမြင့်ခဲ့ရင်တော့မလွယ်တော့ပါဘူးလင်မယားနှစ်ယောက်စလုံးဟာလောဘဒေါသမောဟတွေနဲ့ဖုံးလွှမ်းနေပြီးကျေးဇူးတရားကိုလုံးလုံးသတိမရကြတော့ပါဘူးကျေးဇူးရှိမှကျေးဇူးတယ်ဆိုတာသိမှန်တာပဲတင်မောင်နဲ့သူစားတို့ဟာတီးပင်စားပင်တွေကိုဖျက်ရတာနဲ့တင်အားမရသေးပဲနောက်ထပ်ဘာတွေထပ်ပြီးဖျက်ဆီးရမလဲဆိုပြီးတိုင်ပင်ကြတဲ့သူစားကပြောလိုက်တယ်ကျုပ်တို့ရောက်စားကဒီတဲလေးကဒီလိုမဖြစ်သေးဘူးကျုပ်တို့ပြန်ပြင်ပြီးဆောက်ထားလို့သာတက်ရဲရဲနဲ့နေချင်းစပွဲဖြစ်နေတာဒီတဲကိုလည်းအရင်ပုံစံမျိုးဖြစ်အောင်ပြက်ဖြတ်ကြမယ်အဲ့ဒါနဲ့တင်မောင်လဲတဲလေးကိုဖျက်ဆီးပစ်တော့တာပေါ့သူတို့ဖျက်ဆီးထားလို့ယာတော့တစ်ခုလုံးလဲမြင်မကောင်းလောက်အောင်ကိုဖြစ်သွားပြီဒီလိုနဲ့နောက်ရက်မှာတော့ဥပဟာရွာတကြီးတွေကိုခေါ်ပြီးရောက်လာတဲ့
ရာတော့တစ်ခုလုံးမြင်မကောင်းလောက်အောင်ပျက်စီးနေတာကိုတွေ့တဲ့အခါမှာတော့အရန်ကိုအံ့ဩသွားတော့တာပေါ့။ဥပလည်းဖြစ်ကြောင်းကုံစင်ကိုမေးလိုက်တဲ့အခါမှာတော့ ကျုပ်တို့လက်နဲ့စိုက်ထားတဲ့အပင်တွေကျုပ်တို့ပြင်ထားတဲ့တဲမို့ကျုပ်တို့ပြန်ပြီးဖျက်ဆီးပလိုက်တာလေခမရဘာလို့ချင်လို့လဲ ဆိုပြီးတင်မောင်ကရိုင်းရိုင်းဆိုင်ဆိုင်နဲ့ပြန်ပြောလိုက်တော့ဥပါကမိုက်လိုက်ကြတာကွယ်ငါကဆုံးဖြတ်ချက်ပြောင်းလိုက်တာသာသနာပေါင်းကိုအပြီးဝင်တော့မှာမို့ဒီရာတော့နဲ့တဲလေးကိုမင်းတို့လင်မယားနှစ်ယောက်ကိုအပြီးလွှဲပေးခဲ့မယ်ဆိုပြီးရက်မိရက်ဖလူကြီးတွေကိုတော့ခေါ်လာခဲ့တာကွယ် ဗျာကျွန်တော်တို့ကိုအပိုင်ပေးမယ်ဟုတ်လား ဥပစကားကိုကြားတော့လင်မယားနှစ်ယောက်လဲသူတို့အမားကိုသိပြီးငိုကြွေးကြတော့တာပေါ့ဥပကတော့သူတို့လင်မယားကိုတနာတဲ့စိတ်နဲ့ခွင့်လွှတ်ပေးလိုက်ပြီးရာတော့နဲ့တဲကိုပေးခြင်းပေမဲ့လဲရွာတကြီးကတော့ ဒီလောက်ကို့အပေါ်ကူညီပေးထားတဲ့ကျေးဇူးကိုမှမထောက်ပြောင်းပေးဖို့ပြောလိုက်တာနဲ့ကျေးဇူးကမ်းပြီးဖြက်စီးပစ်တဲ့စိတ်ဓာတ်ဟာအလုံးကိုညှို့ညံ့လာတယ် ရွာတကြီးနဲ့ရက်မိရက်ဖတွေကဒီလိုမျိုးကျေးဇူးကမ်းပြီးဒုစရိုက်ဆန်လာတဲ့လင်မယားကိုပေးဖို့သဘောမတူပဲအပြင်းအထန်ကိုကန့်ကွက်ကြတဲ့အတွက်နောက်ဆုံးမှာတော့ဘုံကြီးเจ้าကိုပဲလွှတ်ပစ်သွားခဲ့တာပေါ့ပြီးတော့ဥပလည်းသာသနာပေါင်းကိုဝင်သွားတော့တာပေါ့ကျေးဇူးရှင်ကိုကျေးဇူးကမ်းတဲ့လင်မယားနှစ်ယောက်ကိုတော့ရွာကနေအပီးတိုင်းမောင်းထုတ်လိုက်ကြတော့တဲ့လူတော်တော်များများဟာသူတို့အတွက်အကျိုးပြုနေရင်သူတို့အတွက်အသုံးချစရာရှိနေသေးရင်အဲ့ဒီလူအပေါ်ကျေးဇူးတွေတည်တဲ့နေသလားသူတို့ကိုအကျိုးမပြုနိုင်တော့ရင်သူတို့အတွက်အသုံးမဝင်တော့ဘူးဆိုရင်တော့ကျေးဇူးဖို့ဝင်မလေးကြတဲ့အပြင်အစင်မှာတွန်းချဖို့ဝင်မလေးတော့တဲ့သူတွေဖြစ်သွားကြပါတော့တယ်ဒီဇလန်လေးကနေပြီးတင်မောင်နဲ့သူစားတို့လိုလူတွေပြီးတော့ဥပလိုသူတစ်ပါးကိုကူညီခြင်းစိတ်ရှိတဲ့သူတွေဟာပတ်ဝန်းကျင်မှာရှိနေတတ်ပါတယ်လူတွေရဲ့သဘောတဘာဝဖြစ်တယ်သူ့အကြိုက်ဆဲကလိုက်လေမလိုက်တခါရှိခဲ့ပါမူကြီးစွာရန်သူဆွဲမှတ်ပုံသူတစ်ပါးကိုကူညီတာဟာကောင်းပေမယ့်